အခုနေရာဒီပြောင်းရွှေ့ဈေးကွက်မှာအိုနာနာနေရာကိုတခြားကိုသမားတစ်ယောက်နဲ့အစားထိုးဖို့ကြံစည်နေတဲ့ Manchester United ဟုတ်ပါတယ် Manchester United အသင်းဟာအခုနေရာဒီပြောင်းရွှေ့ဈေးကွက်မှာ Aston Villa ကိုသမားမာတီနက်ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ Manchester United အသင်းဟာပြီးခဲ့တဲ့ဇန်နဝါရီလမှာအာဂျင်တီးနားကိုသမားမာတီနက်ကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့နောက်ဆုံးမှာတော့အသင်းကိုသမားအိုနာနာနဲ့ပဲယာတီကုံအထိဖြတ်တန်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ Manchester United အသင်းဟာ Aston Villa ကိုသမားမာတီနက်ကိုခေါ်ယူဖို့ထိတ်ဆုံးကရေပန်းစားနေတယ်လို့သိရပါတယ်။ Aston Villa အသင်းဟာအခုနွေရာသီမှာအသင်းကနေထွက်ခါလိုနေတဲ့မာတီနက်ကိုရောင်းချဖို့စီစဉ်နေပြီးသူ့ကိုခေါ်ယူဖို့ Manchester United, Barcelona နဲ့ Saudi ကလပ်တွေကစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ Manchester United အသင်းကမာတီနက်ကိုခေါ်ယူဖို့ကြိုးပမ်းနေပြီးကစားသမားနဲ့ဆွေးနွေးမှုတွေတောင်ပြုလုပ်နေတယ်လို့ဗြိတိန်မီဒီယာတချို့ကဖော်ပြခဲ့ပါတယ်။ online မှာဘောလုံးကောင်းဖွင့်ပြီးစော်ကစားခြင်းနဲ့ဆိုရင် Viber 399855994443မှာလာရောက်အကောင့်ဖွင့်စော်ကစားလို့ရပါတယ်။မြန်မာကျပ်ငွေထိုင်းဘတ်ငွေနဲ့လည်းစိတ်ကြိုက်စော်ကစားလို့ရပါတယ်ရှင်။